ဆွေကိုင်းမပုံနေပါတယ်နော်ဟဲ့ ဟုတ်လားမပုံဒီပိုင်းတေချာတိန်းတာတော့ကြာပြောင်းနေအောင်မယ် မပြောက်ဘူးအရေးကြီးစုဘာလဲ ဟာလေ အော်စိတ်မစိုးပါနဲ့ဟိုနွားလုံးနဲ့ကြောက်ပြီလေအများကြီးတောက်လာတာနော်ကိုကြီးက ရှင်ဘာဖြစ်နေရလဲ နွားလုံးနဲ့ကြောက်တော့နိုင်တော့အားရရှိတယ်ဟုတ်လေးချမ်းတယ်ပြီနင်းမလည်းတက်လာ ရှင်ဘလို့ဖြစ်နေရလဲဒီမှာသူများတကဈေးဝယ်လို့မပြီးသေးဘူးလေတော်တော်ဖြစ်နေတာလာခဲ့လားဒီမှာ cosmetic ပစ္စည်းသွားကြည့်အောင်လာခဲ့လိုက်ခဲ့ သွားကြည့်အောင်ပါဟာစုဟိုဒီပစ္စည်းတွေကဟိုပြန်ရောင်းမို့လားဟုတ်လား မဟုတ်လေစုကိုယ်တိုင်သုံးမို့လေ ဟမ်ကိုယ်တိုင်သုံးဖို့ဟာကိုယ်တိုင်သုံးဖို့လားဒီလောက်ဝယ်တယ်ဆိုရင်ဟမ်စိတ်ကြိုက်တာဝယ်လို့ကတော့တစ်ဆိုင်လုံးများဝယ်အောင်မလားမသိဘူးဟိုဒါနဲ့စုဟိုလေကိုကြီးကိုတနေ့ကုန်အားလားလို့စုမိထားတယ်နော်အခုကလေအချင်းကဟိုကနေတော့ဝတ်တောင်ကြော်တော့မယ်သိလားဟိုတန်ဖိုးကြီးတဲ့အချိန်ကြီးကုံတော့မှာဆိုနှမျိုးလို့ဟိုမှတ်ပုံတွေကပါလာတယ်သိလားမှတ်ပုံတွေက ရှင်ဘလို့ဖြစ်နေရလဲ ဟိုနောက်ပြီးတော့လေကိုကြီးနွားနှုံးနဲ့ကြက်ဥတွေတောက်ထားလားအခုအဲ့ဒါတွေသိမရတော့ဖြစ်နေအဲ့ဒါဘယ်လိုလုပ်ရမလဲမှတ်ပုံတွေကပါတယ်နော်မှတ်ပုံတွေဒီထဲမှာပါတယ် ရှင်ခဏလေးစောက်ရှင်အစွမ်းနေပြရမယ်ခဏလေးပဲစောက်နော် ကျုပ်အစွမ်းနေပြရတော့မယ် ဟုတ်တယ် ခဏပဲဆောင်း ကဲပါလာပြရမယ်လိုက်ခဲ့ တော့ဆောင်းပြီးသွားပြီကွာအဲ့လိုမို့တော့ဆောင်းပါလိုက်မယ်ကွာအားရပါတော့ဆောင်းလိုက်လာပြီကွာ တခါလေးဟွာလေဖေးလေးတစ်ချက်လောက်လုပ်ပြပါတော့ပါ မြန်လေးရှင်းပြပါနော်ညီမလေး ကိုညလာရှင်းလိုက်နော် ဟုတ်ကဲ့ဟာမဟုတ်လေဒီပစ္စည်းတွေစုဝယ်တယ် ဟာရှင်တယောက်လုံးပါနေရပဲကျမရှင်တိတ်ခါကြမှာဗော တိတ်ခါကြမှာသူ ဟုတ်တယ် ဟိုအဲ့ဒါဆိုရင်ဟိုမပုံနေအောင် အဲ့လားအကယ်ပတ်စံမလောက်ရင်လေအဲ့မပုံဒီထားလို့ရအောင်ဆိုလို့ရှင်ကိုလာခိုင်းတာ အော်အပေါင်ပေါ့ ဟုတ်တယ် ဟိုကအောင်လား ဘယ်ဥစ္စာတော့ မဟုတ်လေဒီနွားနိုးနေဟိုကျုပ်တောက်လာခိုင်းတာလေအစွမ်းနေပြကျင်နေ အဲ့လားအဲ့ဒါကျမဝယ်ပစ္စည်းကိုရှင်ကိုတဲရင်အားရှိအောင်လို့တောက်လာခိုင်းတာ ဟိုပစ္စည်းတွေအားရှိအောင်လို့တောက်လာခိုင်းတာ ဟုတ်တယ် ဟိုးစားမဟုတ်လား လုံးပြရင်ဘယ်ဥစ္စာလဲရှင်ရနော် မဟုတ်ဒီလိုဟိုအုတ်ထုံးနဲ့ဟိုမျက်မှန်ဆောင်းလာဆိုတော့ဟုတ်လား အဲ့လားအကယ်ပတ်စံမလောက်ရင်ရှင်ကိုတိတ်ခါကြမှာဆိုလို့အဆက်ခွဲမှာဆိုလို့အုတ်ထုံးနဲ့မျက်မှန်နဲ့စောင်းလာခိုင်းတာ ဟိုအဲ့လိုလား ဟုတ်တယ် ဟိုးစားမဟုတ်လား လုံးပြန်ပြီ ငါထင်ထားတာလေးနဲ့ဘလို့ဘယ်နားမှာလွဲသွားလဲမသိဘူးကွာငါထင်ထားတာဝိုးစားပါငါထင်ထားတာဝိုးစားညီမလေးဘယ်လောက်ကြလဲ အားလုံးက15သိန်းလုံးကြပါရဲ့ ဟောနည်းနည်းလေးပါဟိုလည်းညီမလေးစီးရင်တေချာပြတွေ့ ပုံညာတာ 15သိန်း5တောင်း3တောင်း15သိန်း ညာလာပြီးပါဖြစ်သွားတာ အေးဟုတ်တယ်မင်းကကက်စီးကုတ်တာကွာအဲ့ဒါကိုငါညမအတီးလို့အဲ့ကွက်ကိုနင်းပြီးတော့လက်စင်ပေးလိုက်တာနေမှာပေါ့ကွာမင်းကောင်လည်းမင်းကောင်ပဲအခုတတိပါလက်နေဘူးမှာ အားစားလိုက်ပါဗျာမင်းဘာဆက်လို့ ဘာဆက်လို့ရမလဲကွာငါညမတို့တင်းတော်မဲ့သူတယောက်ငါရှားမှာပေါ့ကွာငါညမအစင်ပြေးမှာငါလည်းဇင်လေးနဲ့အစင်ပြေးမှာဟူးဦးစင် ဟာတကားကြီး ဟာဦးစင်ကြွပါ အေးကြောက်မယ် ဦးစင်ကြွပါဦးစင် ဟာတကားကြီး ဦးစင်ကြွပါ ကြောက်ပါဦးစင် ဟာ ဟာရောပညာဘာလို့ပြောနေရလဲကွာငါနာမည်တောင်းထိုက်ပဲခေါ်သားမှာဆုချက်ခတ်နေရ တောင်းလိုက်နေစမ်းပါဦးဟိုမင်းကဖုန်းချင်းဝင်နေရမဟုတ်ဘူးလားဘယ်ကနေဘလို့ ဩငါလူထွက်တာ3လလောက်ပဲရှိသေးတယ် ဘာလို့ထွက်နေတာတော့မင်းဟိုတာသနာပေါ်မှာမပြောဘူးလား အဲ့လိုတော့မဟုတ်ဘူးလေကွာအိမ်မှာလည်းအမေကတယောက်တည်းနော်အမေကျမကြီးကလည်းမကောင်းတော့ငါလူထွက်ပြီးအမေပြုစုနေတာ ဟိုအဲ့ဒါလည်းကောင်းပါတယ်ကွာ ဟဲ့ဒါနဲ့မင်းဖေရောနေကောင်းရလား ငါဖေကဆုံးပြီကွာ မင်းဖေတော့ဆုံးသွားပြီကိုအေးလေတေခြင်းတရားဆိုတာဘယ်သူမှလွန်ဆန်လို့မှမရတာဒီခန္ဓာရှိရင်ဝေဒနာနဲ့ဒုက္ခဆိုတာရှိမှာပဲဘာရှိမှာလဲ ဝေဒနာရှိပါပါခင်ဗျာ
အေးဒါကြောင့်ဝေဒနာပစ္စယသင်္ခါရဘာသင်္ခါရလဲ ဝေဒနာပစ္စယသင်္ခါရပါဗျာ အဲ့ဒါကိုနှလုံးသွင်းထားရမယ် တောင်းတယ်ဘာတွေနှလုံးသွင်းခိုင်းနေတာတော့မင်းကွာဖုန်းကြီးလဲလူထွက်လာပြီဒီကွာဘာလို့တရားတွေဖောနေရတော့ ငါအချစ်ပါနေလို့ပါကွာမင်းကလည်း မင်းอ่ะကွာဟာမင်းကိုတောင်းလိုက်ငါမင်းကိုတွေးမှာအကြံတစ်ခုရတယ်ကွာ ဘာကြံ ဟိုကလေမင်းငါညမလေးကိုတရားဟောပေးပါလား ဟာဟဲ့ရောဗညာလူအကြောင်းကြီးနဲ့ငါပလင်မတက်လို့မရဘူးလေကွာ မင်းကလည်းကွာပလင်ပေါ်တက်စရာမလိုပါဘူးဟိုငါညမလေးနဲ့1 by 1အဲတီးတက်နှစ်ယောက်တည်းတရားဟောပေးအောင်မယ် ဟာတိတဲ့ဟောပေးရ အေး ငါဘာတရားဟောပေးရ ဘာတရားဟောပေးရမလဲဆိုတော့လင်လိုခြင်းနဲ့တရားဟာဒါတော့ရောက်ပြီလားလိုက်ဒါ အေးရောက်ပြီညာရေရောက်ပြီကွာအတီးလေအမတော်ဘုရားခေါ်လိုက်ပြီလားစား ငါလေးမဧည့်သည်ရောက်ပြီလို့နော် ဟုတ်ပြီ အေးထိုင်ညီမလေး နောက်တစ်ယောက်ခေါ်လာပြန်ပြီလား ဟောထုံးစံတိုင်းပဲညီမလေးရဲ့ငဲမဟုတ်ဘူးလေမဟုတ်ဘူးဒါကညီမလေးနဲ့ပေးစားဖို့ခေါ်လာတာမဟုတ်ဘူးဟိုဒါကကိုကြီးရဲ့တငယ်ချင်းတောင်းထားလိုက်တယ်အဲတော့ဖုန်းကြီးဝင်နေတာအခုမှလူထွက်တာမကြသေးဘူးနော် ဟုတ်ပါတယ် ကဲတောင်းလိုက်ဒါငါညီမလေးစူးပန်တဲ့ မာလီတွေ့ရတာဝမ်းသာပါတယ်နော် ဟုတ်ကဲ့ဝမ်းသာပါရှင် ဟောဟယ်လိုဟောအေးဟောရောက်နေပြီလားဟောအေးရငါထွက်ခဲ့မယ်လေအေးဒါပဲနော် ကိုကြီးပါ ဟောမှာဂိုတောင်ရှိမှာကားရောက်နေပြီတဲ့အဲ့ဒါဟိုကုန်နေပါရေးချပြီကိုကြီးသွားရမှာကဲတောင်းထိုက်အဲ့ဆိုခေါ်စရာရှိရဟောဟုတ်ပါဘူးပြောစရာရှိရပြောထားအောင်နော်လို့အေးသွားပြီ မြန်လာခဲ့အောင်နော် ဒါနဲ့ဒီကဒကမာလေးနာမည်ကစုထူးပန်နော် တင်မပါဖေဟမ်ဟာဘယ်ကတက္ကမလို့ရှင်ကပြောနေရလေ အော်မဟုတ်ရောင်းလို့ဒီကငါညမလေးနာမည်ကစုထူးပန်နော် ဟုတ်တယ် လူရဲလို့ဖြစ်လာရင်အချိန်တန်တဲ့အခါတီးကျင်တန်တီးရမယ်ပွင့်ကျင်တန်ပွင့်မယ်မို့လားတို့ရဲ့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးတော်ပါရမီဖြစ်ပျက်ကိုရှားသေးတယ်မို့လားအဲ့တော့ယောက်ျားယူတယ်ဆိုတာယူကျင်တာကနန်းယူလိုက်တာကရုပ်နံသေးတော့ ရှင်နဲ့တုတ်ပါရဲ့ဖေဟာ ဟာမဟုတ်ဘူးလေကိုကြီးပြောတာအဲ့ဒါမဟုတ်ဘူးညီမလေးရဲ့ရုပ်နံသဘောတရားတွေကိုတရားသဘောနဲ့ပြောပြနေတာပုရုဇဉ်ရဲ့လို့ဖြစ်လာရင်မိန်းကလေးဆိုတာလင်ယူသားမွေးလောက်ရမယ်။ဘာကြောင့်လဲဆိုတော့ပုရုဇဉ်ဖြစ်နေတာကို။ဘာကြောင့်လဲ ပုသူစင်ဖြစ်နေပါဖေဟာရှင်းလုံးမှာကျမလည်းရောက်ကုန်ပြီရှင်ဘာပြောရှင်တာရှင်တဲ့ပြောဝင့်မနေနဲ့နော် ။ဟိုတဲ့ပြောရမှာလားယင် ဟုတ်တယ် ။ဟိုတကယ်လို့များလေညီမလေးရဲ့စိတ်ထဲမှာယောက်ျားယူခြင်းတဲ့စိတ်များဖြစ်လာရင်လေ။ဘုန်းကြီးလူတွေမမီးနဲ့နော် အော်နောက်ဆုံးတော့လေဒီဘူတာပဲစိုက်တာပဲဒီမှာကျမကတော့ရှင်လို့နှိပ်ပန်ရောက်ကြောင်းတရားတော့မဟုတ်တတ်ဘူးစိတ်တူရင်တော့လက်ပါတတ်တယ်စေးရုံရောက်ကြောင်းတရားပဲဟောတတ်တယ်အော်ရှင်နာမလားကျမဟောပေးမယ်လေ ။ဘာသေးရုံကြောင့်တရား ဟုတ်တယ် အဲ့တရားတစ်ခါမှလည်းမကြောက်ဘူး။ဒါလည်းမနာချင်ဘူး အဲ့ဆိုရှင်လင်းလိုက်တော့ ။ဟုတ်ကဲ့။အဲ့သွားမယ်နော် ဝါ ။မြန်စွာမသွေးပြန်ပါလေတော့ပြန်ကြလေကုန်တတိ အာရှင်လင်းလိုက်တော့ပြောတယ် ကြွပြီလို့ဟော လက်လာတွေ့နေကဲပါလေ